ဟိုရင်တော့စီးပွားရေးအောင်မြင်နေတဲ့ယောက်ျားကြီးတယောက်ကပန်းချံမှာဝမ်းနေပြီးထိုင်နေတယ်အဲ့ဒီယောက်ျားလေးကသူ့ဘဝမှာရှိသမျှအရာအလုံးကိုဆုံးရှုံးသွားတယ်လို့မျိုးစိတ်ညစ်နေတာပါမျိုးထဲမှာအဲ့ဒီယောက်ျားလေးယောက်စီးပွားကောင်းပြီးတော့ချမ်းသာတဲ့လူကလည်းမရှိအနားမှာလည်းအဖေဖြစ်တဲ့သူကတငယ်ချင်းနဲ့အတူတူထိုင်နေပြီးတော့သားလေးဝမ်းနေနေတာမြင်တော့သားလေးနာကိုသွားထိုင်တာပေါ့သားလေးကိုလည်းဘာလို့ဝမ်းနေနေတာလဲဆိုပြီးမေးတယ်ကောင်လေးကလည်းသူ့အဖေကိုစိတ်ညစ်ရတဲ့အကြောင်းပြောပြတော့အဖေကလည်းငါတို့အားလုံးစိတ်ညစ်တဲ့အကြောင်းပြချက်ကအဲ့ဒါကြောင့်ဖြစ်တာအများဆုံးပဲထိုခါမှာသားဖြစ်သူကလည်းသားအကြောင်းတက်နေတော့အကြောင်းမှာသားပထမရခဲ့ရင်အကုန်လုံးပျော်ကြမှာဆိုပြီးတော့ကြိုးစားခဲ့ကျွန်တော်ပထမရခဲ့2ရက်လောက်ပဲပျော်ရွှင်ပြီးတော့နောက်ပိုင်းကျတော့ပုံမှန်အတိုင်းပဲကျွန်တော်ကြောင်းပြီးသွားရင်ဘဝပျော်ဖို့ကောင်းမယ်တွေးခဲ့ကြောင်းပြီးသွားတော့ပုံမှန်အတိုင်းပဲကျွန်တော်တက္ကသိုလ်တက်ပြီးသွားရင်ဘဝကောင်းလာလိမ့်မယ်လို့တွေးခဲ့တာတက္ကသိုလ်သာပြီးသွားတဲ့ဘဝကပုံမှန်အတိုင်းပဲအဲ့ဒီနောက်သားအလုပ်ကောင်းကောင်းရှိရင်ဘဝကြီးပိုကောင်းလာလိမ့်မယ်လို့တွေးခဲ့တယ်သားအလုပ်ကောင်းကောင်းရခဲ့တယ်ပျော်ရွှင်ခဲ့ရတာ2ရက်လောက်အဲ့ဒီနောက်အကုန်ပုံမှန်ပဲကျွန်တော်အလုပ်ကြိုးစားရင်ယာရုတက်ပြီးလာကတွေကောင်းမယ်လို့တွေးခဲ့တယ်အဲ့ဒီချိန်ကျရင်မိသားစုနဲ့အတူတူအပြင်ထွက်လဲပြီးတော့ပျော်ရွှင်မှုရမယ်ထင်ခဲ့လောက်သာလဲတိုးတော်တဲ့စီးပွားရေးအဆင်ပြေလာခဲ့အဲ့ဒီတော့အလုပ်တွေများပြီးတော့အပြင်မထွက်နိုင်တော့နောက်ပိုင်းမှာစီးပွားရေးတိုးချဲ့ဖို့လုပ်နေတော့မအားခဲ့ဘူးကျွန်တော်ကပျော်ရွှင်လာတာကိုစောင့်ပြီးတော့ကြံခဲ့ဒါပေမဲ့ပျော်ရွှင်မှုကရောက်မလာခဲ့ဘူးအခုဆိုရင်အဲ့ဒီပျော်ရွှင်မှုကဘယ်တော့မှရောက်မလာနိုင်ဘူးလို့ထင်နေပြီဘာလို့လဲဆိုတော့ဒီလောက်ကြိုးစားခဲ့ရတောင်မလာတာဒီတိုင်းနေဘယ်ရောက်လာမလဲသားလေးရဲ့စကားကိုကြားတော့အဖေကလည်းနားလေသွားပြီးတော့သားဖြစ်သူကိုလည်းပန်းချံတစ်ခုကိုခေါ်သွားတာပေါ့ပန်းချံမှာလည်းအယောင်ဆုံးပန်းလိုင်းတန်းရှည်ကြီးတွေရှိပါတယ်အဖေဖြစ်သူကလည်းသားလေးကိုလည်းငါမင်းမေးခွန်းရဲ့အဖြေကိုနောက်မှဖြေပေးမယ်အရင်ဆုံးဒီကိုလာပြီးတော့အလုပ်တစ်ခုလုပ်ပေးဒီပန်းကင်းတိုင်းတက်သွားပြီးတော့အလှဆုံးပန်းကိုခူးလာရမယ်တခုတော့ရှိတယ်အနောက်ပြန်လှည့်ပြီးကြည့်လို့မရဘူးအနောက်ပြန်လဲလမ်းလျှောက်လို့မရဘူးအရှိကိုကြည့်ပြီးရှေ့ပဲဆက်သွားရမှာတားဖြစ်သူကလည်းပန်းကင်းအတိုင်းလိုက်ဘေးနားကနေလျှောက်သွားတာပေါ့အရန်လှတဲ့ပန်းတွေရှိပြီးအယောင်မတူအနက်မတူပဲလှပတဲ့ပန်းတွေအများကြီးရှိကောင်လေးကလည်းပန်းတစ်ခုခုကိုခူးဖို့လုပ်တိုင်းအရှိမပန်းကင်းလိုင်းတန်းရဲ့ရှိနေတော့ပိုကောင်းတဲ့ပန်းကိုရမယ်ဆိုတဲ့အသည့်နဲ့ကောင်လေးကပန်းကိုမခူးပဲရှေ့ဆက်သွားခဲ့တယ်ကောင်လေးကလည်းနောက်ပြန်ဆုပ်လို့မရတော့ဘူးအရှိဝယ်ဆက်တိုးပြီးတော့အရှိမလိုင်းတန်းလည်းနည်းနည်းပဲကြံတော့ရှောင်းနေနဲ့နောက်ဆုံးနောက်ကိုရောက်သွားတော့ပန်းပင်အနေငယ်ပဲကြံတော့တာပေါ့အဲ့ဒီအပင်တွေကလည်းညှိုးနေတယ်အခုကောင်လေးမှာရွေးချယ်စရာမရှိတော့ဘဲနဲ့ညှိုးနေတဲ့ပန်းတွေတည်းကတစ်ခုကိုရွေးပြီးတော့ခူးလိုက်တယ်အဲ့ဒီညှိုးနေတဲ့ပန်းကိုကင်ပြီးအဖေကိုပေးနေတဲ့သားဖြစ်သမျှကိုလည်းအဖေကိုပြန်ပြောပြတာပေါ့အဖေရဲ့သားအကောင်းဆုံးပန်းကိုယူလာခြင်းခဲ့တာဒါပေမဲ့အစောပိုင်းတွေးတဲ့အလှဆုံးပန်းကိုခူးလိုက်ရင်အနောက်မှာပို့ထားတဲ့ပန်းကိုအကယ်၍တွေးခဲ့ရင်ဘယ်လိုလုပ်မလဲဆိုပြီးသားအရှိကိုတိုးပြီးတော့နောက်ဆုံးတော့ညှိုးနေတဲ့ပန်းကိုပဲရခဲ့တယ်စကားအကုန်လုံးကိုကြားရတဲ့ချိန်ကောင်လေးရဲ့ဖေကလည်းကောင်လေးကိုပြန်ရှင်းပြတာငါတို့ဘဝဟာပန်းကင်းလိုပဲဒီပန်းသေးသေးလေးတွေဟာငါတို့ကိုပျော်ရွှင်မှုပေးတဲ့အခွင့်အရေးလိုအဲ့ဒီအခွင့်အရေးကိုလည်းအလှဆုံးပန်းရှာဖို့အတွက်နဲ့ဆုံးရှုံးခဲ့ရတယ်နောက်ဆုံးမှအလှဆုံးပန်းမရပဲအခုလိုညှိုးနေတဲ့ပန်းနဲ့အဆုံးသတ်ခဲ့ရတယ်ငါတို့ဘဝမှာလည်းငါတို့အခုလိုပဲလုပ်နေကြတာပျော်ရွှင်မှုအကြီးကြီးကိုရှာဖို့အတွက်နဲ့ငါတို့ကပျော်ရွှင်မှုသေးသေးလေးတွေကိုမေ့နေတတ်ကြတယ်အောင်မြင်မှုအကြီးစားနဲ့စီးပွားအဆင်ပြေတာကိုရှာဖို့အတွက်နဲ့ပျော်ရွှင်မှုအခွင့်အရေးတွေကိုမေ့နေတတ်တယ်ဒါကိုသိတဲ့အချိန်ကျတော့အလှဆုံးပန်းတွေကအနောက်မှာကြံခဲ့ရောအဲ့ဒီအချိန်အကုန်လုံးနောက်ကျသွားပြီဆိုတာသိလိုက်ရတယ်ပရိသတ်တို့ဒီဇာတ်လမ်းလေးကိုလည်းတခြားသူတွေစီရောက်အောင်လို့ဗီဒီယိုလေးကိုလည်း like ပေးခဲ့ပါအောင်ခင်ဗျာဗီဒီယိုလေးကိုကြိုက်ရင်လည်း channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုနဲ့အတူတူပြန်လာခဲ့ပါမယ်ခင်ဗျာ